သစ္စာမရှိပဲဖောက်ပြန်သွားတဲ့ပိုင်တကုံးရဲ့ညီကိုအကျွေးတွေပြန်တောင်းလိုက်တဲ့မိတဲ့ Hello ဆယ်လီမမလာပါပြီရှင်အနုပညာဆိုင်ရာကျောင်းရာတွေနဲ့တူလက်တလောဖြစ်ပျက်နေတဲ့ကျောင်းရာတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပရိသတ်များရှင်ပိုင်တကုံးဆိုတာကတော့အထူးတလဲမိတ်ဆက်ပေးစရာမလိုပဲပရိသတ်တနိုင်ငံလုံးနီးပါးသိရှိချစ်ခင်အားပေးရတဲ့အနုပညာရှင်တဦးဖြစ်ပါတယ်ပိုင်တကွန်ကမြန်မာနိုင်ငံမှာတင်မကနိုင်ငံတကာမှာအောင်မြင်ကြော်ကြားနေတာဖြစ်ပြီးအထူးသဖြင့်ထိုင်းနိုင်ငံမှာဆိုရင်ပိုင်တကွန်နဲ့တွဲရိုက်ရတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေအများကြီးရှိတာကြောင့်ထိုင်းကအချစ်တွေကလည်းပိုင်တကွန်စီမှာအများကြီးရှိလို့နေတာပဲဖြစ်ပါတယ်ဒီလိုမြန်မာသားမကကဘာကပါအားပေးရတဲ့တရုတ်ဆောင်ပိုင်တကွန်ကိုပရိသတ်တွေကနောက်ထပ်အချစ်ပိုရတဲ့အကြောင်းရင်းတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ပိုင်တကွန်ကတစ္ဆာစောင့်တည်တက်ပြီးဂတိတည်တဲ့ယောက်ျားဖြစ်အားလုံးကအတိမတ်ပြူတာပါလွန်ခဲ့တဲ့၄နှစ်ကချစ်သူကိုပေးထားခဲ့တဲ့ဂတိကို၄နှစ်ပြည့်တဲ့အချိန်မှာတကယ်ဂတိတည်ခဲ့တာဖြစ်ပြီးလက်ထပ်ခွင့်လည်းတောင်းခဲ့တယ်ပြီးတော့သစ္စာရှိနဲ့ချစ်ပြတာမို့အားလုံးကပိုင်တကွန်းလိုယောက်ျားမျိုးကိုလိုချင်ကြတယ်ဆိုပြီးတခက်တောင်ထားသွားခဲ့သေးတာပဲဖြစ်ပါတယ်အမျိုးသမီးတော်တော်များများကပိုင်တကွန်းရဲ့ဗီဒီယိုကိုကြည့်ပြီးကိုယ့်ရဲ့ချစ်သူရီးစားကိုရန်လုပ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးတွေတချို့ကတော့ဟာတာဖြစ်နေဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လာခဲ့ကြပါသေးတယ်ဒီလိုမျိုးအောင်မြင်နေပြီးသစ္စာရှိတဲ့ဂတိတည်တဲ့ယောက်ျားတစ်ယောက်ဖြစ်ပိုင်တကွန်ကိုအတိမတ်ပြုပြီးချစ်ခင်ရတယ်ဆိုပေမဲ့ပိုင်တကွန်ရဲ့ညီကတော့ပိုင်တကွန်နဲ့အလုံးဝမတူတဲ့စန့်ကျင်ဘက်အတွေးခေါ်လုံးရမျိုးတွေရှိနေတာပဲဖြစ်ပါတယ်။ပိုင်တကွန်ရဲ့ညီရှင်ဖုံပြေကလည်းလက်ရှိအချိန်မှာဆိုရင်တော့အမှုပညာအလုပ်တွေကိုစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ပိုင်တကွန်တို့မှာမောင်နှမ၄ယောက်ရှိတာဖြစ်ပြီး၄ယောက်စလုံးကအမှုပညာအလုပ်ထဲကိုလုပ်နေတာပါ။ပိုင်တကွန်ရဲ့အကိုနိုင်တကွန်ကလည်းရုပ်ရှင်သရုပ်ဆောင်ဖြစ်လုပ်နေတာဖြစ်ပြီးပိုင်တကွန်ရဲ့အမကတော့ဒရိုက်တာအနေနဲ့လှုပ်ဆောင်နေတာဖြစ်ခါရှင်ဖုံးပြေကတော့လက်ရှိအချိန်မှာမော်ဒယ်နဲ့တရုတ်ဆောင်ဖြစ်စူးစမ်းပြီးလုပ်ကိုင်နေတာဖြစ်ပါတယ်။ဒါပေမဲ့ရှင်ဖုံးပြေကတော့တခြားသူတွေနဲ့မတူတဲ့ကာရိုက်တာတစ်ခုရှိပါတယ်။ခက်ဆူဆူကာရိုက်တာလို့ပြောရမှာပဲဖြစ်ပါတယ်။တခါတလေမှာပြောစကားနားမထောင်ပဲလှုပ်ချင်တာလှုပ်တတ်တယ်လို့လည်းသိရပါတယ်။ဒီလိုမျိုးလှုပ်ချင်တာလှုပ်တတ်တဲ့ရှင်ဖုံးပြေကမိသားစုနဲ့စကားများပြီးချစ်သူကောင်မလေးမေဘယ်တို့အိမ်မှာသွားနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုနေဖို့အတွက်ကိုလည်းချစ်သူကောင်မလေးကိုယ်တိုင်ကတိုက်ခန်းနေငှားပြီးခဲ့ရတာပါ။တိုက်ခန်းဖို့ရှေးမီတာကစားတောက်စိတ်မပါတာတောင်မှ300နီးပါးလောက်ပြန်ပေးရမယ်လို့သိရပါတယ်။လက်ရှိအချိန်မှာတော့ရှင်ဖုံးပြေကသူ့ရဲ့ချစ်သူကောင်မလေးရဲ့နောက်ွယ်မှာနောက်ထပ်ကောင်မလေးတစ်ယောက်နဲ့ဇလန်းနေရှုပ်ပြီးဖောက်ပြန်နေဆိုတဲ့အကြောင်းတရားတွေဟိုတယ်မှာဒိတ်တဲ့အရာတွေကတက်တည်နေတကွာပေါ်လာခဲ့တာဖြစ်တာကြောင့်ချစ်သူကောင်မလေးကလုံးဝသီးမခံတော့ပဲဒုက္ခရောက်စဉ်တုန်းကကုညီပေးထားတဲ့မျက်နှာကိုမထောက်တင်ကျွေးထားတဲ့မျက်နှာကိုမထောက်နေစရာအိမ်ငှားပေးထားရတာတွေအတွက်ကောပြန်ပေးပါဆိုပြီးတောင်းဆိုလာခဲ့တာဖြစ်ပြီးစုစုပေါင်းအနေနဲ့390ကျော်ရှိတယ်ဆိုပြီးစင်ရဲနဲ့တကွာထုတ်ပြန်လာတာဖြစ်ပါတယ်။အမျိုးသမီးတူကြီးကတော့မေသေးဘက်ကနေရက်တည်နေခဲ့တာဖြစ်ပြီးမေသေးစကားပြောတာတည်ငြိမ်လွန်းတာကြောင့်ပညာတတ်မျိုးရိုးမှန်သိတာတယ်ဆိုပြီးအားပေးထောက်ခံနေကြတာပဲဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ပိုင်တကွန်ရဲ့ညီကအဆက်လုံးကွဲနေရပါပြီ။ပရိသတ်ကြီးအနေနဲ့ရောသစ္စာမရှိပဲဖောက်ပြန်တဲ့ပိုင်တကွန်ရဲ့ညီကိုဘယ်လိုတွေမှတ်ချက်ပြုကြလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှိသွားပေးခဲ့ပါအောင်ရှင်။